အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှဖွင့်အိမ်မှာချက်စီထမင်းလဲလှုပ်ဆက်ဖြစ်လို့လုံနီးလဲလာပြီးတော့မြဝေပေးမှာဖြစ်ပါတယ်ရှင်အဓိကပဝင်ပြည့်စက်ကတော့ချက်သားရဲ့ထူပီသားချက်တုဖြူရဲ့နန်နန်ပေအမီရဲ့ဥနီရဲ့ဂျင်းရဲ့အရင်ဦးဆုံးချက်တုဖြူနဲ့ဂျင်းကိုစီတက်ပေးထားလိုက်ပါမယ်ပြီးရင်တော့ရေမများထည့်ပေးလိုက်ပါမယ်နော်ဘာလို့လဲဆိုတော့ဒီရလာတဲ့ချက်သားစုပ်ပြုတ်ရည်နဲ့သမင်းရှမ်းမှာမလို့ပါနော်ထူပီသားနန်နန်ပေအမြင့်ကိုထည့်ပြီးတော့နိုင်ဝက်လောက်ပြုတ်ပေးထားလိုက်ပါမယ်နော်နိုင်ဝက်ပြီးပြီဆိုရင်တော့ဒီချက်သားထွက်လာတဲ့အနေတွေကိုခတ်ထုတ်ပေးလိုက်ပါမယ်နော်နောက်တော့ဒီရလာတဲ့ချက်သားစုပ်ပြုတ်ရည်နဲ့သမင်းရှက်ပေးထားလိုက်ပါမယ်နော်သမင်းကအဝါရောင်ရရှင်တယ်မလို့စနုံမောအနေငယ်ထည့်ပြီးတော့ပေါင်းပေးထားလိုက်ပါမယ်နော်ဒီကြံတဲ့ဟင်းငယ်အနေငယ်ကိုလည်းဥနီရဲ့အစားအနေငယ်ထည့်ပြီးတော့15မိနစ်လောက်ပြန်ပြုတ်ပေးထားလိုက်ပါမယ်နော်15မိနစ်ပြည့်ပြီဆိုတော့ကိုလိုရှင်နဲ့အပိုင်းလေးဖြတ်ပြီးတော့ရပါပြီနော်ဒီတစ်ခါတော့အရှင်ဆက်ပေးထားလိုက်ပါမယ်နော်စစ်တုံဖြူရဲ့ကျင်းရဲ့ငရုတ်တီးရဲ့ပဲပုတ်အနည်းရဲ့ရှလကာရည်ရဲ့ငမ်ပြရည်အရှိုရဲ့စားအနည်းငယ်အရှိုမုံအနည်းငယ်ရည်နွေးအနည်းငယ်ထည့်ပြီးတော့ကိုလိုရှင်နဲ့အရသာအရှိုအငံပေါ်မူတည်ပြီးလိုတာရှိရင်ထပ်ထည့်နိုင်ပါတယ်နော်ကဲနောက်ဆုံးမှာတော့လောက်ရလဲလွယ်ကူပြီးတော့စားလို့အရန်ကောင်းတဲ့ချက်စီထမင်းလေးရလာပါပြီနော်ကဲနောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြမယ်အားလုံးပဲဘိုင်ဘိုင်